Hello ကားငှားလို့ရပါပြီကျွန်တော်ကားကိုတရက်ကို1005မှာဖြစ်ပါတယ် Asset Right ဖြစ်ပါတယ်ကားမျိုးစားတော့ Honda CD ဖြစ်ပါတယ်ဆိုတော့ကားထဲမှာ infotainment ပြီးတော့ insurance အကုန်ပါပြီးသားဖြစ်ပါတယ်ပြီးတော့ကားရဲ့ကြံ့ခိုင်ရေးရလဲကားအတစ်ကြီးမဟုတ်တော့မှဒါအတစ်နီးပါးလောက်ကိုအတစ်လိုမျိုး feeling တော့မရချင်မှရလိမ့်မယ်ဒါပေမဲ့လည်းအတစ်ထဲမနိုင်ဘူးပေါ့နော်အကုန်လုံး suspension တွေရော power steering တွေရောဒီအကုန်လုံးပေါ့နော်အဲ့ဒါအကုန်လုံးကအတစ်တွေလဲတာဖြစ်တော့ပေါ့ကားဒီအတစ်စီရဲ့ကြံ့ခိုင်မှုမျိုးနဲ့ပဲမောင်းမှာဖြစ်ပါတယ်ကြံ့ခိုင်မှုမျိုးတော့အတစ်စီရဲ့ကြံ့ခိုင်မှုနဲ့မောင်းဖြစ်ပါတယ်တော့ okay တော့ကားမှာကားငှားဘာလို့လိုအပ်လဲကားငှားဘာလို့လိုအပ်လဲဆိုလို့ရှိရင်ကျွန်တော်ဘာလို့လိုအပ်လဲဆိုတော့ကျွန်တော်က passport တီးဖို့လိုအပ်တယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော် driving license ရှိမရှိကျွန်တော်သိချင်ပါတယ်နောက်တစ်ခုကကျွန်တော် deposit 9000ပေးထားမှာဖြစ်ပါတယ်ဟောအဲ့ဒါဆိုရင်ကျွန်တော်ကားကိုလာယူလို့ရပါပြီpassport driving license deposit 9000ပြီးတော့ကျွန်တော် time တစ်ခုမှတ်ထားပေးမယ်ပြီးရင်နောက်တစ်ခုကကားကိုကျွန်တော် C အပြည့်ဖြည့်ထားပေးမယ်ပြီးတော့ကားကိုကျွန်တော်ရေးဆေးထားပေးမယ်ပေါ့နော်တန်တက်ရေးဆေးထားပေးမယ်ပြီးရင်ကျွန်တော်ကားရဲ့ပတ်လေးပေါ့နော်ဒီပတ်လေးကိုကျွန်တော်တပုံရိုက်ထားပေးမယ်ပေါ့နော်ကားဘာတွေဖြစ်နေလဲဘာတွေပဲပေါ့နော်ဆိုတော့အဲ့ဒါအားလုံးကြည့်လို့ရမယ်အဲ့ဒါ confirm လုပ်မယ်ပေါ့နော်ကားဟိုဘာလို့လဲဆိုတော့ကိုယ့်ကိုမောင်းပြီးတော့တိုက်လိုက်တာလားဒါမှမဟုတ်ရင်ငကိုတွေကပြတ်ထားတာဆိုတော့အငင်းပွားစရာမဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးတွေအတွက်ပါဆိုတော့တပုံလေးရိုက်ပြီးတော့မှကျွန်တော်လည်း confirm လုပ်ရပါတယ်ကားဒီနားမှာ scratch လေးရှိရင်တော့ဒီနားမှာတော့ဒါလေးရှိရင်တော့ search လေးကျွန်တော်ပြောလို့ရပါတယ်ပြီးတော့ကားပေါ်မှာစီးလိမ့်မတော့ပါနဲ့အဲ့ဒါတော့ညညလိုက်ရခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကားပေါ်မှာစီးလိမ့်တော့လို့ရှိရင်ကားတော်တော်နဲ့ပြန်ကားအတွင်းကန်းနေပြန်စီးရရင်ထိုင်းနိုင်ငံမှာအရင်ဈေးကြီးပါတယ်နော်1000တော့မကောက်ဘူး1500လောက်ပေးရတယ်ဒါပေမဲ့တကယ် interior ကို cleaning ပြန်လုပ်လို့ရှိရင်အရင်ဈေးကြီးပါတယ်ပြီးတော့ကားပေါ်မှာစီးလိမ့်မတော့ပုံနဲ့တိုက်ရခံပါတယ်ပြီးတော့မူးနေနေမမောင်းပါနဲ့ဆိုတော့အရက်တည်တဲ့တောက်စားတိုင်းမမောင်းပါနဲ့ဘာလို့ဆိုတော့အဲ့လည်းအန်ဒီများပါတယ်ဆိုတော့ဒီနှစ်ခုပေါ့နော်ပြီးရင်အိမ်မွေးတိရစ္ဆာန်တွေပါတယ်တင်မယ်ဆိုလို့ရှိရင်လည်းဒီအိမ်မွေးတိရစ္ဆာန်တွေရဲ့ဒီအမွေးတွေပြီးတော့မှဒီကျင်ကြီးကျင်ငယ်တွေကိုဘယ်လိုပြောမလဲစနစ်တကျပေါ့နော်စနစ်တကျဖြစ်အောင်လုပ်ပြီးဖို့မြစ်တာရခံပါတယ်အဲ့လိုလဲဆိုတော့အိမ်မွေးတိရစ္ဆာန်တွေပြီးတော့မှကျင်ကြီးကျင်ငယ်တွေဟာတို့လူရင်းနဲ့မတူပေါ့နော်ကျွန်တော်တို့ကဒီတူတယောက်တည်းကိုငားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဟိုလူကြီးမင်းတို့ငားသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားလူတွေအဆင်ပြေပြေငားလို့ရအောင်အတွက်ကျွန်တော်တို့ cleaning ပြန်လုပ်ရပါတယ် cleaning ပြန်လုပ်တဲ့အချိန်မှာအိမ်မွေးတိရစ္ဆာန်ရဲ့အမွေးတွေကြိုက်တဲ့လူလည်းရှိတယ်မကြိုက်တဲ့လူလည်းရှိတယ်ပေါ့နော်ဟိုတခြားနောက်ထပ်လာမယ့်လူတွေရဲ့ဒီအဆင်ပြေမှုကိုနားလည်တဲ့အနေနဲ့ကျွန်တော်တို့အသက်နိုင်ဆုံးမတင်တော့ကောင်းတာပေါ့နော်တင်တယ်ဆိုလို့ရှိရင်လည်းစနစ်တကျပြုလုပ်ပေးဖို့မြင်တရားခံပါတယ်ဆိုတော့ဒါတရားပါပဲအဲ့လိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီ contract ထဲမှာပါတဲ့အတိုင်းပဲကျွန်တော်တို့ deposit တွေက cleaning fee ကိုပြန်လည်အနှုတ်ယူရတာမျိုးဖြစ်တတ်ပါတယ်ဆိုတော့ဒါကတော့ကြိုပြီးတော့မှကျွန်တော် consent တပုံမျိုးပြပြတာဖြစ်ပါတယ်ဆိုတော့သူက driving လုပ်တဲ့လူတွေပဲစီးရဲကျွန်တော်တို့စီကန်းများလိုက်နာတယ်ဆိုရင်ကျွန်တော်တို့ဘာမှလည်းပြောစရာစကားတွေမရှိပါဘူးကျွန်တော်တို့ပြောစရာစကားလည်းမရှိပါဘူးအားလုံး easy peasy ဖြစ်ပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကောင်းငားလို့ရပါပြီကျွန်တော်ဘတ်1005မှာဖြစ်ပါတယ် Honda City ဖြစ်ပါတယ် Honda Fan ဖြစ်ပါတယ် license ရှိရဖြစ်ပါတယ် insurance ရှိပါတယ်ကြိုင်ခိုင်ကောင်းပါတယ်ဒါကဒီအချက်လက်တွေအားလုံးနဲ့ပြည့်စုံပါတယ်ပြီးတော့မှ keyway သွားလို့ရပါတယ်ချင်းမိုင်တို့ဘာလို့တော့ကျွန်တော်ဘန်ထားပါတယ်ချင်းမိုင်တို့ဟောဟင်တို့ဟောဟင်တော့တော်ရရတယ်ချင်းမိုင်တို့ဘာလို့ကျွန်တော်ဘန်ထားပါတယ်အဲ့လောက်ဝေးတဲ့ခရီးတွေကိုတော့ကျွန်တော်ကားကိုမလွတ်ပါဘူးဘာလို့လဲဆိုတော့ကားအဲ့လိုကြတော့လေကြိုင်ခိုင်ကြီးတွေကအရင်ကားရဲ့ကြိုင်ခိုင်ကြီးကအရင်ထိခိုက်သွားတာပေါ့နော်ဘာလို့အဲ့ဒါလည်းငားတဲ့တန်ဖိုးနဲ့ဒီပြင်ရတဲ့ဈေးနဲ့တူတော့ပေါ့နော်ဒါဆိုအများကြီးတက်တာပါကျွန်တော်မြန်မာတွေချင်းကျွန်တော်ငားပေးတာကအများကြီးတက်တာပါဒီလိုထိုင်းနေငားတဲ့ကားတွေဆိုရင်
တစ်ပတ်1800 1600လောက်ကနေစရဖြစ်ပါတယ်ဆိုတော့ကျွန်တော်1000နဲ့ရအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စနစ်တကျစီးမယ်ဆိုရင်ကျွန်တော်လက်တွဲလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ခုရှိလက်ပြချမ်းသာကြပါစေ